အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွင်ပို့ရတဲ့ order လေးကိုတစ်ဖြတ်လိုက်ပြပေးပါမယ်เนาะဒါလေးကတော့ကေကျူမန်လကားလေးပါကေကျူမန်လကားပင်ကတော့အဖူးပွင့်လေးပါနေပါပြီရှင်အပင်တန်အောင်ကောင်းပါတယ်เนาะဒါလေးကတော့3ယောက်ချင်မလကားလေးပါ3ယောက်ချင်မလကားလေးကိုလည်းအသေးကင်းပါတာလေးတွေရွေးထည့်ထားပေးပါတယ်ရှင်နောက်ပြီးတော့အစိမ့်မြတ်မလကားလေးကိုလည်းအဖူးပွင့်လေးတွေနဲ့ပါတာလေးကိုမမေကရွေးထည့်ထားပေးပါတယ်เนาะအခွန်နေအသားနေကျွဲကောပင်လေးပါဂိုင်းဆက်ပင်လေးပါပင်စီတုပ်ပြီးတာကိုမမေကရွေးထည့်ထားပေးပါတယ်ရှင်ပင်တန်အောင်ကောင်းတာတွေပဲမမေကထည့်ထားပေးတာပါเนาะဒါလေးကတော့ပန်းသီးမလကားလေးပါအခွန်နေအသားနေနဲ့ချိုးပြီးတော့အေးလေးနဲ့စားလို့ကောင်းပါတယ်ဒါကလေးကတော့ဆေးဘက်ဝင်ဆေးဥပုပ်ပင်လေးပါအပွင့်လေးတွေနဲ့အဖူးလေးတွေအများကြီးပါနေပါပြီအုံလေးလည်းအမြင်ကောင်းပါတယ်เนาะဒါလေးကတော့မန်းလေးမျိုးကိုပို့ပေးရမယ့် order လေးပါရှင်ဒါလေးကတော့နဂါးကြောက်ခက်လေးပါရှင်နဂါးကြောက်ခက်လေးကအိမ်လေးမှာတန်းစီစိုက်ထားလို့ရှိရင်အရန်အောင်မလာတဲ့အပင်လေးပါเนาะခွန်ကြီးเจ้าမကြီးလည်းစိုက်ထားကြပါတယ်ရှင်အလှပင်လေးပါပင်ထောင်မျိုးလေးပါเนาะသူကကြီးလာလေးအပင်မြင့်လေးအရန်လာလေးအပင်လေးပါဆင်းဆင်းချိုချိုလေးနဲ့လည်းလာပါတယ်ဒါလေးကိုပြီးမမင်ကတေချာလေးထုတ်ပို့ပြီးတော့ပို့လိုက်ပါမယ်ရှင်မင်းစီမှာဝယ်ယူကြတဲ့ customer များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်